ကိုတကယ်မျက်နှာတဲ့အရာတစ်ခုခုကိုသူတစ်ပါးတွေပြောမှဆိုးလို့သူတစ်ပါးတွေပြောမှကြောက်လို့ဆိုပြီးတော့ရက်တန့်ခဲ့ဘူးတလားဒါဆိုရင်ဒီပုံပြင်လေးကတော့တခြားသူတွေရဲ့အမြင်တွေကိုဂရုမစိုက်ဖို့ motivation ပေးထားတဲ့ပုံပြင်လေးဖြစ်ပါတယ်ဟိုးရှိတုန်းကတောင်တန်းလေးတွေရဲ့ပေးကတိတ်ဆိတ်တဲ့ရွာလေးတစ်ရွာမှာမီရာလို့အမိခေါ်တဲ့မိန်းကလေးတဦးရှိခဲ့ပါတယ်သူမဟာတဘောအရန်ကောင်းပြီးအလုပ်ကြိုးစားတဲ့သူပါအိမ်မှာမိခင်ဖြစ်သူကိုကူညီတယ်ရေခတ်ပေးတယ်အိမ်နောက်ဖေးကဥယျာဉ်လေးကိုပြုစုပြိုးထောင်ပေးတယ်ဒါပေမဲ့မီရာမှာတခြားသူတွေနဲ့မတူတဲ့ထူးခြားချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့သူမဟာပချီဆွဲရတာကိုအရန်နှစ်တန်းမျက်နှိုးတာပါ။ညနေတိုင်းအလုပ်ပြီးတဲ့အခါမှာသူမဟာမြစ်ကမ်းနားမှာစေတစ်တာလေးကိုယူပြီးကောင်းကင်ရံကညက်ကလေးတွေတစ်ပင်ရေပြင်ရဲ့အလှတရားတွေကိုသူမပချီချဲခဲ့ပါတယ်။ပချီဆွဲနေရတဲ့အချိန်ဟာသူမအတွက်အပျော်ဆုံးအချိန်ဖြစ်ပြီးသူမကိုသူမတကယ်အသက်ဝင်နေတယ်လို့ခံစားရတဲ့အချိန်လည်းဖြစ်ပါတယ်။ရွာထဲကသူတွေကတော့သူမကိုနားမလဲခဲ့ကြဘူးပချီဆွဲရတာပါရမှာမလို့လေဈေးရောင်တွေရောစားလို့ရလို့လားလို့သူ့ကိုပြောဆိုနေကြတယ်တချို့ကလည်းစားနောက်ကြတယ်လို့တချို့ကလည်းရရဆက်ဆက်လောင်ပြောင်ကြတယ်သူမရဲ့ဆွေမျိုးတွေကတော့သူမဟာလူကြီးဖြစ်တင်ပြီလို့ကောင်းကင်ကတိမ်တွေကိုလိုက်ဆွဲနေတဲ့မိန်းကလေးကိုဘသူကလက်ထက်မှလဲလို့ဆိုကြပါတယ်အစပိုင်းမှာတော့မီရာကဂယုမဆိုင်ခဲ့ဘူးသူမကပြုံးမဲပြုံးနေပြီးဘာမှလည်းပြန်မပြောပဲပချီကိုပဲဆက်ဆွဲခဲ့တယ်ဒါပေမဲ့တရက်ပြီးတရက်အဲ့ဒီစကားတွေကဒူမကိုနာကျင်လာစေတယ်။လောင်ရတန်တိုင်းဝေဖန်မှုတိုင်းကဒူမရဲ့နှလုံးသားပေါ်မှာအမာရွတ်လေးတွေဖြစ်လာစေတယ်။တနေ့ညနေမှာတော့မိန်းကလေးတစုရဲ့လောင်ပြောင်းမှုကိုကြားရပြီးတဲ့နောက်မှာဒူမကတိတ်တဆိတ်အိမ်ပြန်လာခဲ့ပြီးဒူမရဲ့ဈေးရောင်တွေကိုတင်လိုက်ပါတယ်။ပြီးတော့သူတို့ပြောတာမှန်ကောင်းမှန်လိမ့်မယ်။ငါသားတွေကိုရက်လိုက်တင်ပြီဆိုပြီးကိုဒီလိုပဲပြောလိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာမီရာဟာပချီမဆွဲတော့ပါဘူးလဲကွင်းထဲသွားပြီးအမေကိုကူညီတယ်လူတွေကိုလည်းရင်ကြီးကြီးဆက်ဆံတယ်ဒါပေမဲ့ဒူမရဲ့အပြုံးတွေမျက်လုံးထဲကတောက်နေတဲ့အယောင်လေးတွေကွယ်ပြောက်သွားခဲ့ပါတယ်မြစ်ပေးကိုဖျက်လျှောက်တဲ့အခါမှာတစ်ချိန်ကဒူမကိုခေါ်ယူနေခဲ့တဲ့အယောင်တွေဟာမပိုင်ဆိုင်နိုင်တဲ့အိမ်မက်တစ်ခုလိုဝေးကွာနေခဲ့ပါတယ်တနေ့ညနေမှာတော့ရွာထဲကိုပညာရှိအဖိုးရောက်ရှိလို့လာပါတယ်အဖြူရောင်ရွှေရှိတဲ့အဝတ်အစားကိုဝတ်ဆင်ထားတဲ့အဖိုးဟာလူတွေရဲ့စိတ်နှလုံးကိုငြိမ်းချမ်းစေတဲ့ပညာရှိတဦးလို့နာမည်ကြီးပါတယ်။ရွာသားတွေကသူ့နားမှာဝိုင်းအောင်ပြီးအကြံဉာဏ်တွေတောင်းကြတယ်။မီရာကတော့လူအုပ်ရဲ့အပြင်ဘက်ကနေတိတ်တဆိတ်နားထောင်နေခဲ့ပါတယ်။အဖိုးရဲ့တည်ငြိမ်နေတဲ့အတန်ကြောင့်သူမတက်တိမွေးပြီးအနားကိုတိုးသွားခဲ့ပါတယ်။အဖိုးသမီးအဖိုးရဲ့အကူအညီကိုလိုနေပါတယ်။သမီးကပချီကိုအယမ်းချစ်ခဲ့လို့လူတွေကလောင်ကြတယ်။အဲ့ဒါကိုအသုံးဝင်ဘူးလို့ပြောကြတယ်။သမီးသူတို့ကိုလိလူရှုဖို့စူးစမ်းပေမဲ့အခုတော့လမ်းပြောင်းနေတယ်လို့ခံစားရပါတယ်။လူတွေကဝေဖန်နေရင်သမီးဘယ်လိုပြောအောင်နေရမလဲလို့မေးတဲ့ချိန်မှာအဖိုးကသူမကိုကျင်နာတဲ့မျက်လုံးတွေနဲ့ချက်ချင်းအပြေမပေးပဲတစ်ပင်သွေးစီလက်ညှိုးညွန်ပြီးမေးတယ်။သမီးအဲ့ဒီအတန်ကိုကြားလား။မီရာကနားထောင်ကြည့်တော့တစ်ကိုင်းတွေကြားကဒိုးဝေးနေတဲ့လေတိုးတန်ဖြစ်ပါတယ်။ကြားပါတယ်ဖိုးလို့သူမဖြေတယ်။အဖိုးကပြုံးပြီးပြောစမ်းပါအောင်တစုံတယောက်ကရက်လိုက်လို့ပြောရင်လေကရက်သွားသလားမီရာကကောင်းခါပြီးမရက်ပါဘူးဖိုးလေကသူသွားချင်းတလို့သွားတာပါလို့ပြောပါတယ်အတိကျပါပဲလို့ဖိုးကဆိုတယ်လေဟာဘသူပိုင်ဆိုင်မှုမှမဟုတ်ဘူးသူတိုက်ခတ်ဖို့ဘသူစီကမှခွင့်ပြုချက်မတောင်းဘူးလူတွေကြိုက်မကြိုက်သူမစိုးရိမ်ဘူးဒါပေမဲ့တခါတလေမှညင်တာတယ်တခါတလေမှပြင်းထန်တယ်ဒါပေမဲ့သူကတော့အမြဲတမ်းရွေ့လျားနေတာပဲသမီးကလည်းလေလိုပါပဲဒါပေမဲ့သမီးကသမီးဘသူလဲဆိုတာကိုမေ့နေခဲ့ပြီးသမီးရဲ့လွတ်လပ်ခွင့်ကိုပတ်ဝန်းကျင်ကလူတွေစီကိုပေးအပ်လိုက်တယ်သူတို့ရဲ့အမြင်တွေကသမီးအတွက်လောင်အိမ်ဖြစ်နေတာမီရာကတိုးတိုးလေးမေးရှာတယ်သူတို့ကသမီးအကြောင်းတွေကိုဆက်ပြောနေအောင်မယ်ဆိုရင်ရောဖိုးကပြုံးပြီးတော့ပြောပါစေပေါ့လူတွေကနေဘူးလွန်းနေမိုးရွာလွန်းနေလို့ပြောကြပေမဲ့နေကတော့ဆက်လင်းနေတာပဲမိုးကလည်းဆက်ရွာနေမှာပဲလူတိုင်းကိုစိတ်ချမ်းသာအောင်လိုက်လုပ်နေရင်သမီးရဲ့ဘဝဆိုတာရှိလာမှာမဟုတ်ဘူးတရွက်လို့မဖြစ်ပါစေနဲ့လေလို့ဖြစ်ပါစေတရက်ကတခြားသူတွေသွန်းဖို့ရာကိုယူရပေမဲ့လေကတော့သူ့နှလုံးသားဥဆောင်ရာနောက်ကိုလိုက်တာပြီးတော့နောက်ဆုံးစကားတစ်ခွန်းကိုထပ်ပြောခဲ့တယ်မိမိကိုဖြစ်တည်ခွင့်အတွက်ဘတုစီကမှခွင့်ပြုချက်တောင်းမနေပါနဲ့တော့ဆိုပြီးတော့အဲ့ဒီညမှာမီရာဟာအိတ်မပြောခဲ့ပါဘူးပညာရှိဖိုးရဲ့စကားတွေကဒူမရဲ့နှလုံးသားထဲကိုပဲ့တင်ထက်နေပါတော့တယ်အာယုံတက်ချိန်မှာတော့ဒူမဟာဈေးအောင်ဟောင်းလေးတွေကိုထုတ်ပြီးမျက်နှာကိုထွက်လာခဲ့ပါတယ်လောကကြီးကတော့တိတ်ဆိတ်နေစေညက်ကလေးတွေနိုးထဆချိန်မှာမီရာဟာထိုင်ပြီးပချီကိုဖြည်းဖြည်းချင်းညင်သာစွာနဲ့ပြန်ဆွဲနေပါတော့တယ်ဖြတ်သွားဖြတ်လာလူချို့တွေကဒူမပချီပြန်ဆွဲနေပြန်ပြီးဘယ်တော့မှတင်ခန်းစာမရဘူးလို့တိုးတိုးပြောကြတယ်
ဒါပေမဲ့ဒီတစ်ခါမှာတော့သူတို့ရဲ့အတန်တွေကမီရကိုမနာကျင်စေတော့ပါဘူးဒူမဟာထပ်ပေါ်လာတဲ့နေမင်းကြည်လင်တဲ့မြစ်ရည်နဲ့တောင်ကုန်းပေါ်ကနူးညံ့တဲ့အလင်းရောင်တွေကိုပချီချဲခဲ့ပါတယ်သူမပချီဆွဲနေရင်းနဲ့တကယ်ကိုလိုက်လိုက်လဲလဲပြုံးနေခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးသူမမနဲ့တိုင်းပချီဆွဲခဲ့တယ်ထူးဆန်းတာကသူမကိုလောင်ခဲ့ဖူးတဲ့လူတွေဟာသူမရဲ့လက်ရာတွေကိုလာရောက်အားပေးကြတယ်ကလေးတွေကတအံ့တအော်နဲ့ကြီးကြသလိုလူကြီးတွေကတောင်သူမရဲ့ဈေးရောင်တွေကစိတ်ကိုငြိမ်ချမ်းစေတယ်လို့ချီးကျူးကြပါတယ်ရက်အတော်ကြာတော့မီရာဟာပညာရှိအဖိုးကိုတွားရောက်ကြည့်စုတင်ဖို့ကြိုးစားပေမဲ့အဖိုးကရွာကထွက်ခွာသွားပါပြီ။သူထိုင်ခဲ့တဲ့ကြောက်တုံးပေါ်မှာတော့တုတ်တချောင်းနဲ့ရေးချစ်ထားတဲ့စာသားလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့လေဟာဘသူရဲ့ထောက်ခံချက်ကိုမှမတောင်းဘူး။သူကတော့တိုက်ခိုက်နေမြဲရွေ့လျားနေမြဲပါပဲဆိုတဲ့စာသားလေးဖြစ်ပါတယ်။ဒီပုံပြင်ရဲ့ပေးချင်တဲ့ message ကတော့တခြားသူတွေရဲ့အလိုကြအတိုင်းရှင်တန်နေတ၍အဲ့ဒီဘဝဟာကိုဘဝရဲ့အစ်စ်မဟုတ်ပါဘူး။ကိုဘဝရဲ့အစ်စ်ကိုလိုချင်နေဆိုရင်မိမိကိုယ်ကိုဖြစ်တည်ရတဲ့တတိပဲလိုအပ်တာပါလေလိုဖြစ်ပါစေဆက်လက်ရွေ့လျားပါဆက်လက်ဖန်တီးပါကိုယ့်ရဲ့အမှန်တရားအတိုင်းရှင်းသန်ပါပုံပြင်လေးတွေကိုဆက်လက်တင်ဆက်ပေးတော့မှာမို့လို့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲလွတ်လပ်စွာရှင်းသန်နိုင်ကြပါစေ